ညီကိုတို့အားလုံးမင်္ဂလာပါဗမာကိတ်ကနေကြိုဆိုပါရစေကျွန်တော်ကတော့ကိုဆက်ပါအခုကတော့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးရအားကစားသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဆိုရင်ချန်ပီယံလိပွဲစဉ်အနေနဲ့မန်စီးတီးကိုအိမ်ကွင်းမှာလက်ခံကစားရမယ့်ပွဲစဉ်မှာရီယယ်မက်ဒရစ်ဟာဦးစားပေးခံစစ်ကစားသမားအားလုံးမပါဝင်ပဲကစားရတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆယ်တာဗီဂိုကိုရှုံးခဲ့တဲ့ပွဲပြီးမှာဗဟိုနောက်ခံလူမီလီတာအိုဒဏ်ရာရသွားပြီးတဲ့နောက်မှာတော့ရီယယ်မက်ဒရစ်ရဲ့ဦးစားပေးနောက်တန်းကစားသမား၄ယောက်လုံးတရားရတဲ့အနေအထားကိုရောက်သွားခဲ့တာပါ။ဒါကြောင့်ရီယယ်မက်ဒရစ်နီးပြအလွန်ဆိုးအနေနဲ့မန်စီးတီးနဲ့ပွဲမှာခြေစွမ်းအကျဘက်ရောက်နေတဲ့ဝါရင်နောက်ခံလူရူဒီဂါကိုဦးဆောင်စေပြီးလူငယ်ခန့်စစ်ကစားသမားတွေကိုပွဲထုတ်တော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်ရီယယ်မက်ဒရစ်ဟာဆယ်တာဗီဂိုနဲ့ပွဲမှာနောက်ခံလူတွေဖြစ်တဲ့အယ်ဗာရိုဖာနန်ဒက်စ်နဲ့ဗရန်ဂါစီယာတို့အနီးကပ်ထိခဲ့တာကြောင့်လာမယ့်တစ်ပတ်မှာအာလာဗက်စ်နဲ့ကစားရမယ့်လာလီဂါပွဲစဉ်မှာလည်းခန့်စစ်အားနည်းမှုကစိုးရိမ်စရာအကောင်းဆုံးအနေအထားမျိုးနဲ့ကစားရဖို့ရှိနေတာပဲဖြစ်ပါတယ်ခင်ဗျာလီဗာပူးမျိုးသမီးအသင်းမှာကစားနေတဲ့မာရီယိုဟိုဘင်ဂါဟာမီလီယံနာတစ်ယောက်ဖြစ်တဲ့မန်ဂယ်ဒါလေဆိုတဲ့သူကသူ့ကိုအတင်းအကျပ်လိုက်လံချင်းကပ်နေတာကြောင့်မလို့တက်တော်ဆောင်ငားလိုက်ပြီလို့အတည်ပြုခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇနီးဟောင်းနဲ့ကွာရှင်းထားတဲ့မန်ဂယ်ဒါလေဟာ Instagram chat box ကနေတဆင့်သူမကိုချစ်တင်းတော့ခြင်းတယ်လို့တော့ message ပါပို့ခဲ့ဘူးသူဖြစ်ပါတယ်လီဗာပူးကစားတဲ့ပွဲတချို့ကိုလည်းမန်ဂယ်ဒါလေကကွင်းထဲထိလာကြည့်တယ်လို့သူမပုံမှန်သွားလာမှုတွေကိုနောက်ကလိုက်တာတွေလည်းလုပ်ခဲ့တဲ့သူဖြစ်ပါတယ်နောက်ဆုံးမှာတော့စိုးရင်စရာအခြေအနေတွေမြင့်တက်လာတာကြောင့်မာရီယိုဟိုဘင်ဂါဟာတရားရုံးမှာလုံခြုံရေးအတွက်အကာအကွယ်ပေးဖို့လျှောက်ထားခဲ့တာကြောင့်တရားရုံးဘက်ကလည်းမန်ဂယ်ဒါလေကိုသတိပေးစာပေးပြီးကန့်သက်တားမြစ်ချက်တွေထုတ်ပြန်လိုက်ပါတယ်ဒါပေမဲ့စိတ်မချတာကြောင့်မလို့မာရီယိုဟိုဘင်ဂါဟာစိတ်ချရတဲ့တက်တော်ဆောင်ငားဖို့အထိကိုဆုံးဖြတ်လိုက်တာဖြစ်တယ်လို့သိထားရပါတယ်ခင်ဗျာချယ်ဆီနီပြကတော့လီယန်ဒီလက်ရဲ့ဒဏ်ရာပြဿနာအတွက်စိုးရိမ်မကင်းဖြစ်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချယ်ဆီနီပြမော်ရက်စကာကဘုံမောင်းနဲ့တည်ကြတဲ့ပွဲမှာဒဏ်ရာရသွားခဲ့တဲ့တိုက်စစ်မှုလီယန်ဒီလက်အတွက်စိုးရိမ်တယ်လို့ပြောခဲ့ပါတယ်လီယန်ဒီလက်ဟာယာတီအစပိုင်းကဖူဟန်တဲ့ပွဲမှာရခဲ့တဲ့ဒဏ်ရာကြောင့်2လနီးပါးနားခဲ့ရတယ်လို့ဘုံမောင်းတဲ့ပွဲမှာလည်းတကြော့ပြန်ဒဏ်ရာထပ်ရခဲ့တာပါလီယန်ဒီလက်ရဲ့ဒဏ်ရာအခြေအနေကိုချယ်ဆီဆေးဖွဲ့ကစစ်ဆေးနေဆဲဖြစ်ပြီးအခြေအနေအတိအကျကိုတော့သတင်းထုတ်ပြန်တာမျိုးမလုပ်သေးခင်မှာမာရက်စကာကလီယန်ဒီလက်အတွက်စိုးရိမ်တယ်လို့ပြောခဲ့တာပါဒဏ်ရာအနေထားပြင်းထန်နိုင်တာကြောင့်လည်းမာရက်စကာကလီယန်ဒီလက်အတွက်စိုးရိမ်တယ်လို့ပြောခဲ့တာလည်းဖြစ်ပါတယ်ချယ်ဆီတိုက်စစ်ပိုင်းမှာဂျာအိုဘက်ဒရိုနဲ့ဂိုးပန်မာတို့ကဂိုးရဖို့ရုန်းကန်နေရချိန်မှာလီယန်ဒီလက်ပါဒဏ်ရာရသွားခဲ့တာကလည်းထိုးနှက်ချက်တရက်ဖြစ်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဆာလာကိုရောင်းချဖို့အတွက်လီဗာပူးတာဝန်ရှိတဲ့သူတွေကိုတိုက်တွန်းမှုတွေမြင့်တက်လာတယ်ဆိုတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ခင်ဗျာလီဗာပူးအနေနဲ့အသင်းနဲ့ပတ်သက်တဲ့မကျေနပ်ချက်တွေကိုတရားလက်လွန်ပြောခဲ့တယ်လို့အသင်းကထွက်မယ်လို့ပါဖိအားပေးခဲ့တဲ့တိုက်စစ်မှုဆာလာကိုရောင်းထုတ်တာကအကောင်းဆုံးအဖြစ်မယ်လို့ကစားသမားဟောင်းတွေနဲ့ပြည်သက်တွေကအသင်းတာဝန်ရှိတဲ့သူတွေကိုတိုက်တွန်းနေကြပါပြီဆာလာကအရန်ခုံမှာ3ပွဲဆက်ထိုင်ရတာဟာအသင်းဘက်ကချန်ပီယံဆုတွေရယူနိုင်ဖို့သူအကောင်းဆုံးစွမ်းဆောင်ပေးခဲ့တာတွေကိုမေ့ပစ်ပြီးမလိုအပ်တော့တယ်လို့ဆက်ဆံတာဖြစ်လို့အသင်းကထွက်မယ်လို့ပြောခဲ့တာဖြစ်ပါတယ်လီဗာပူးကန်ဝင်ကစားသမားတွေဖြစ်တဲ့မိုက်ကယ်အိုဝင်ရော်ဘီဖောင်လာနဲ့ဒန်နီမာဖီတို့ကဆာလာပြောကြားတာတွေနဲ့လောက်ရက်ဟာတကူကောင်းဆန်လွန်ပြီးအသင်းကိုမကြည့်တဲ့လောက်ရက်ဖြစ်တယ်လို့ဝေဖန်ခဲ့ကြတယ်လို့ဖြစ်နေတဲ့ပြဿနာကိုလမ်းခွဲတဲ့နည်းနဲ့ဖြေရှင်းတာကအကောင်းဆုံးဖြစ်မယ်လို့လည်းအသင်းတာဝန်ရှိသူတွေကိုတိုက်တွန်းခဲ့ပါတယ်လီဗာပူးပြည်သက်တွေကလည်းဆာလာကိုရောင်းထုတ်ဖို့ဆန္ဒပြမှုတွေကိုအရှိန်မြင့်လှုပ်ဆောင်လျက်ရှိနေတယ်လို့သိထားရပါတယ်ခင်ဗျာဒီကနေ့အတွက်နောက်ဆုံးရသတင်းတွေကိုကျွန်တော်တို့ဘာမခေတ်ကနေညီကိုတို့အားလုံးအတွက်စူးစီးပြီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ဒီပေါ်မှာညီကိုတို့ထင်မြင်စချက်တွေကိုဘာမခေတ်ရဲ့ဗီဒီယိုလေးတွေအောက်မှာ comment လေးတွေပေးသွားနိုင်ပါတယ်ခင်ဗျာကျွန်တော်တို့ဘာမခေတ်ရဲ့ဗီဒီယိုတွေကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ